ဂျေဆန်5ကြီးရှိပါတယ် ဒီစံလိုက်ကြည့်ပါတယ် ခုကစားပြီးတော့မိုးလည်းအုပ်နေပါတယ်ငါးဆဆွဲမှာဖြစ်ပါတယ်ခင်ဗျဘာတွေရမလဲတော့မသိအရင်ရထားတဲ့ဟာတွေတော့အကုန်ပြည့်ပါပြီခင်ဗျာလိုတာဒီငါးကြီးလေးတွေ3កောင်လိုပါတယ်ခင်ဗျအဲငါးကြီး3កောင်လေးလိုတဲ့ထဲဆွဲချင်ပါတယ်ခင်ဗျာကျွန်တော်တို့မွန်ဒိုကဘယ်လိုပေးမလဲမသိသေးဘူးဗျကဲဆက်လက်ပြီးတော့စရအောင်နော်ဆွဲမယ် 1 2 3စပြီ 3 2 1 go စပြီပါ ဟုတ်ပြီ ဆွဲပါပြီ ဆွဲပါပြီတစ်ချက်နှစ်ချက်သုံးချက် 4 4ချက်1 2 3 4 5 6 9 10 90 1နှစ်ပြတ်သွားပါတယ်ခင်ဗျာကျူးကတော့ချင်းနေမကောင်းပါဘူးခင်ဗျအကားပုံကုန်းပေါ်တန်းရောက်လာပါတယ်ငါကတော့ဆန်ချင်းတစ်တယ်ဗျဆန်ချင်းတစ်ဆိုဒါတွေကတိတ်သုံးဝင်နေပါဗျနောက်တစ်ဆက်လက်ဆွဲမှာဖြစ်ပါတယ်စလေးကြီးရှိနေပါတယ်ဒီနှစ်တော့စာပြီးဆွဲပါခင်ဗျ 1 2 ချိတ်ဟုတ်ပြီအဆုံးကြီးရောချိန်ပြီးပါတယ်ဗျ1 2 3 1 2 3 4 5 6 9အားသွားပြီဟေးလက်မြန်သွားပါတယ်ဗျာလက်ကပုံမှန်နဲ့ရမယ်ဟိုစားမြန်သွားပါတယ်မြန်တဲ့အတွက်ကျိုးကတင်းပြီးအပေါ်ထိပါလာတယ်ငါကဘာငါမှမသိကိုလည်းမပြောတတ်ဘူးဆလာဗီယာလားဘာဗီယာလားမသိဘူး ချီရလာလေ ကဲဆက်လက်ပြီးဆွဲပါမယ်73ကြိတ်ကျန်နေပါတယ်ခင်ဗျာ တန်ကြီးပဲကျွန်တော်ပါဘာကောင်ရမလဲတော့မသိ ဟု ပါ တ်ပြီ ဆွဲပါပြီ 1 2 3 4 5 1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
6ခု8 9 10 11 12 13 14 15 16 1 2 3 4 5 1 2 3 4 5 6ခု8 9 10 11 12 13 14 15 1 2 3 4 5 1 2 3 4 5 6ခု8 ငါကြီးမိပါတယ်လက်ကျန်ငါကြီးတကောင်ရပါပြီခင်ဗျာ ကျေးဇူးတင်ပါတယ် လက်ကျန်ငါကြီးတကောင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ ကြည့်တာနော်ဒီပတ်ဆိုတာ နေစခွင်းချော့ရိုက်မလို့ဆိုမှာတော်ပြီကရိုက်မလို့တော့အောင်လားကိုယ်စီမှာရှိနေပဲနော်လိုပါအောင်နော် ဒီရှိနေ ကျေးဇူးတင်ပါတယ်ခင်ဗျာငါကြီးတကောင်ရပါတယ်ငါကြီးလက်ကျန်ငါကြီးတကောင်ရပါတယ်ခင်ဗျာလီကျန်ငါကြီးတကောင်ရပါတယ် အိုးရပြောပါလေဟိုတစ်ခါမှမမြင်ဘူးကောင်ရပါပြီ လောဆယ်ကတော့နှစ်ကောင်လူသေးပါတယ်ဗျာ နှစ်ကောင်မကြံတော့လားအရင်ဆုံးဆွဲကြည့်ပါမယ် ကြံနေပါတယ်ဆက်လက်ပြီးကျွန်တော်တို့ဆွဲပါမယ်ခင်ဗျအတီးပြလိုက်ပါပြီโอเคကျေးဇူးတင်ပါတယ် တန်ကြီး အော် sorry နှိပ်မိပါကွာငါတော့ကြည့်အောင်မစမ်းတင်းမယ်ဟုတ်ပြီအားပြတ်သွားပါပြီခင်ဗျာကျိုးရတခါတည်းတင်းပြီးပါလာပါတယ်ငါသေးလေးပါခင်ဗျာငါသေးလေးဒါတော့ဘာမှမရဘူးဒီမှာခဏတော့ကြည့်လာမှာငါကြီးလေးအော်3ကောင်ရှိတော့ပါပြီ2ကောင်လူလေးပါတယ်အဲ့2ကောင်လေးကိုကျန်တဲ့ဂျိတ်လေးနဲ့ဆက်လက်ဆွဲမှာဖြစ်ပါတယ် နှကောင်ကြံနေရနော် ဆက်လက်ကြည့်ရှုပြီးအားပေးပါအောင် နှကားနဲ့နှကား3ကောင်နဲ့နှကား4ကောင်ပါ ကဲစဆွဲပါမယ်7ကြိတ်ကျန်နေပါတယ်မိုးအုပ်တုံးလေးဆွဲရအောင်နော်ချိန်ရှိခိုက်လေးလှုပ်လိုက်ကြအောင်ဒီနေတော့ ဒီတက်ပြန်တာ good ဒီနေ3 4 1 2 3 4 5 6 9 10 11 12 13 14 1 2 3အာလွတ်သွားပါတယ်ဗျာငါကြီးဖြစ်မှလုံးနဲ့လွတ်သွားပါတယ်ခင်ဗျာငါကြီးဖြစ်မှများလား ဖြစ်တယ်လေလို့ ဆန်ချင်းတစ်တယ်ဗျာအားလေးတွေအကောင်လေးတွေသူတို့ပြောတဲ့အတိုင်းလေးစိုက်ပြီးဆွဲရင်မှ90ပြည့်ရင်ကျွန်တော်ဒီမှာ90ပြည့်ဂျိတ်လေးတွေထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဂျိတ်ကလေးတွေကရှိပါတယ်ခင်ဗျဂျိတ်ကလေးတွေကသူတို့အဲ့မှာပေးထားတဲ့ဂျိတ် point လေးတွေရှိပါတယ် free ဂျိတ်တွေလည်းရှိပါတယ် 1 2 okay ဒီကျိုး အေးဆွဲပြီဗျာအာလာအဲ့ဒါနည်းနည်းလေးလိုတော့ပါတယ် sorry ပါ တက်နိုင်မှုခင်ဗျကိုဂျိတ်ကျန်နေဆက်လက်ဆွဲပါမယ်မိုးလေးကိုမလိုက်ထားပါပြီခဏမှပြန်သွား okay okay ဒီနေ ဘာပြပါဗျာဒီနှကောင်ဒီနှကားကနည်းနည်းလေးအမောက်ထောင်လာပါတယ် နမထောင်းလာ ကဲရှစ်ကြိတ်ကျန်နေဆက်ဆွဲအောင် 3 day 1 2 3ပါဆွဲပါဒီ okay ဟို line လက်တော့ပါတယ်ခင်ဗျာ line လက်တော့ပါခင်ဗျာ line လက်ပါတယ်ဗျာဘာလို့ဖြစ်သွားလဲမသိ line လက်တော့ပါဗျာအော် line လက်တာမဟုတ်ပါဘူးဗျာတခါတည်းကိုကျိုးပါဖြတ်ချလိုက်တာအေးရပဲနောက်အေးသွားတာပဲဗျာကဲခုနှစ်ကြိတ်ကျန်တယ်ဗျာဆက်ဆွဲမယ်နော် လာချမယ်3 2 1 go နဲ့ဆွဲဟုတ်တယ်ရော
ဟုတ်ပြီဗျာကျွန်တော်နေတာမားတော့နေမအဲ့ဒါမအဲ့နေရာမထိလို့မရဘူးထင်တယ် ဒီလေ ပိတ်ဆက်လိမ့်မိတက်လိုက် ဟာလာတေးတော့ ကဲဗျာဒီလောက်ပဲနော်ကျွန်တော်တို့ဂျေးကတော့ခဏလေးမှပြန်ဆက်ဆွဲရအောင်ရက်ခဏနားလိုက်အောင်ငါးကြီးတစ်ကောင်ရထားတယ်ဆိုတော့သူမဟုတ်သေးဘူးတော့ငါးကြီးတစ်ကောင်ပေးတိုင်းထက်မပေးတော့တော့ထင်တာပဲဒီမှာဂျေးကဒီထဲမှာပြင်ဒီကောင်လေးပြင်50ပြင်ဂျေးလေးထည့်ရပါမယ်တော့ဒီကောင်ဘာရေးထား၄ချိန်မြမြစုလေရရှိလေတဲ့ဘာလဲမသိဘူးဘာအားလုံးကိုစုဆောင်းရင်ရမယ်တဲ့50ပါဒီကောင်ပါE1 နဲ့ E1 ဒီတစ်ခေါက်50ပြင်လာရမှာဘာတစ်စိတ်လည်းမသိဘူးဘာကိုတုံးရလည်းမသိနော် ဆိုင်အောင် ကဲကွာဆွဲလိုက်မှာကွာမပေါ့နော် စီးတဲ့ချက်လေးနဲ့လည်းအကုန်ဆွဲလိုက်ပါမယ် 1 go စံချိန်တိလေးတွေပြင်ကောင်းပါ ငါ ဟုတ်ပြီ ကြည့်ပါ ဆွဲပြီးတိ2 3 4 1 2 3 4 5 6 9 10 10ချက်ဆိုမရအောင်73 74လောက်မှတူပါတအားနေပါတယ်နှိပ်ပါဒီခါနည်းနည်းမြန်နေရစံချိန်တိမစိုးသေးစံချိန်တိလေးတွေဆိုမစိုးစံချိန်တိလေးတွေမစိုးသေးငါကြည့်ချင်နေဆက်ပြီးပြပါမယ်1 2 3ဟုတ်ပြီဗျာโอเคတိ2 3 ဟုတ် 4 1 2 3 4 5 6 9 10 90ဟောပြီကွာရမလို့မရဘူးလို့နဲ့တအားမြန်ရင်လည်းမရဘူးတအားနေရင်လည်းမရဘူးဖြစ်တယ်ခင်ဗျပုံမှန်လေးလုံးမရမယ်ထင်တာပဲပြပြီးနောက်တစ်ချိန် မြန်လေးဆိုဆက်တဲ့ဆိုလက်ကတော့ ဟုတ် ရ တော့ တ အား ယ် မြန်လည်းမရဘူးဒီ2 3 4 1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
စနစ်12ချက်ပြရတယ်ဗျာ13ချက်လေးပြီးရင်တော့နည်းနည်းလေးထက်လာရင်လာအောင်ပါကဲ3ကြိတ်ပဲကျန်တယ်ဆက်လက်ဆွဲလိုက်တော့မယ်နော်3 2 1 go 3 B 1 2 3 4 5 1 2 3 4 5 6 9 10 9မားတယ် ကြီးရ အဲ့ဒါတွေကရှိတယ်အဲ့ဒါတွေမလို့အဲ့ငါးတွေအကုန်ပြည့်နေပြီအဲ့ငါးတွေအကုန်ရှိ ကြီးစင်ညာ ရှိတယ်အဲ့ငါးတွေအကုန်ရှိ ကြီးစင် နှစ်ကြိတ်ပဲကျန်တယ်1ဆွဲမယ်ပြက်သွားပြီဗျာလက်နှိပ်တာမာတော့တဲ့တော့ကျိုးပါပြက်သွားပါတယ် တက်ပဲကျတော့ပါလေဟုတ်မလားတက်ပဲကျတော့ တစ်ကြိတ်ပဲကျန်တော့တယ်ဆွဲလိုက်တော့မိုးအိုတုံးလေးဆွဲလိုက်မယ်ဒီနေ့3 နောက်ဆုံးပါပဲ ဒါနောက်ဆုံးကြိတ်ဖြစ်ပါတယ်ခင်ဗျာ ညမလားမရဘူးလား โอเคသွားပြီဗျာဒါပါပဲဗျာဇလန်းလေးရတော့ငါးကြီးတစ်ကောင်တော့မိပါတယ်ဒီနေ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ငါးကြီးတစ်ကောင်တော့ဆက်မိတော့ပါတယ် မိုက်ဒီနော်စကင်ရဗျာ နှစ်ကောင်ပဲကြံပါတယ်ခင်ဗျ emote လေးရဖို့အတွက်ကိုဒီငါးကြီးနှစ်ကောင်ဆက်ပြီးတော့ဖမ်းရအောင်မှာဖြစ်ပါတယ် emote ကလည်းဘယ်စီနေမှမသိသေးပါဘူးခင်ဗျနှစ်ကောင်ကလည်းဒီရက်ပေါင်းများတော့ဒီရက်ပေါင်း35ရက်တော့တင်ရအောင်ရှားမှာပါအဲငါးကြီးနှစ်ကောင်ရမှာ emote ကလည်းရမှာပါ emote လည်းဘာ emote မှမသိပါဘူးဗျ ချီမဟုတ်လားမသိပါဘူး အားလုံးကျေးဇူးတင်ပါတယ်